အာဆင်နယ်အသင်းနိုင်ပွဲနဲ့ကလင်းရှစ်ရယူနိုင်အောင်မလားစောင့်ကြည့်ရမယ်ချန်ပီယံလိပွဲစဉ်၄မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘာမီကန်လာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ channel လိပွဲစဉ်ဖြစ်တဲ့ Slavia Prague အသင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းအတွက်ပွဲကြိုသုံးသက်ချက်တွေကိုပြပြသွားမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ပုံတူနေ့မနက်7:15မှာအစောဆုံးပွဲစဉ်အဖြစ်ကစားပွဲရမှာဖြစ်ပါတယ်ထိတဲ့တူဆုံပွဲရအာဆင်နယ်အသင်းကတပွဲနိုင်တပွဲတည်နေအသာစီးရထားပါတယ်။ Champions League မှာပို့ပြီး Europa League Quarter Final အဆင့်မှာတွေ့ဆုံခဲ့တာပါ။ပထမကျော်အာဆင်နယ်အသင်းအိမ်ကွင်းမှာ1-1တည်ရလက် Chelsea မှာတော့ 0-4 ဆိုတဲ့ရလက်နဲ့အနိုင်ယူခဲ့တာပါ။ Asia Slavia Prague အသင်းကစကူနဲ့ Champions League မှာနိုင်ပွဲမရရှိသေးပါဘူး။သုံးပွဲကစား2ပွဲတည်တပွဲရှုံးနဲ့ရမယ့်2မှတ်သာရရှိသေးတာပါ။ရှာဖို့2ခုပေးဖို့5ခုနဲ့အဆင့်28မှာရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။အဲ့တဲ့အာဆင်နယ်အသင်းကတော့3ပွဲကန်3ပွဲနိုင်ရမှတ်9မှတ်နဲ့အဆင့်ဒီမှာရပ်တည်နေတာပါ။အာဆင်နယ်အသင်းမှာတော့အဓိကကစားသမားအချို့ရွေးချယ်တော့ရှိနေပါတယ်။စပိန်သားပွဲလေလူစပီမန်ကတော့ဝါကတ်3ကတ်ပြည့်သွားတာကြောင့်ဒီပွဲကိုတရားပေါက်ရွေးချယ်မှာပါ။သူ့နေရာကိုတော့နောက်ကပွဲတက်လာဖို့ရှိနေပါတယ်။ဘန်လီပွဲကရရှိခဲ့တဲ့ခြေသလုံးချက်သားတန်ရာကြောင့်ပီတာယောဂရက်လည်းပါဝင်နိုင်မှာမဟုတ်ဘူးလို့နီးပြအာတီတာကပြောကြားထားပါတယ်။ဒီချင်းဆင်းနေတဲ့ပုံလေးရလူငယ်လေးတွေဖြစ်တဲ့မတောင်းမန်နဲ့ဟန်ရီအရှမ်းမှာပါဝင်လာဖို့ရှိနေပါတယ်။ဒီဂလန်ရိုက်တယောက်ဝါကန်နကအပြတ်ခံရတာကြောင့်ဒီပွဲမှာသာထက်ပြခံရရင်ဘိုင်ယန်နဲ့ပွဲလွတ်ချော်သွားမှာပါ။ဒီပြအတီတာတယောက် Rick UBS right ကိုထက်3ပွဲလောက်ဆိုတာစောင့်ကြည့်ရမှာပါ။စိတ်ရရပေါ်ချီစွမ်းရပါသားနေတဲ့အာဆင်နယ်အသင်းကပဲနောက်ထပ်နိုင်ပွဲရှာတွေ့သွားမှာပါ။ C2 C3 ဆိုတဲ့ရစံကြလက်နဲ့အာဆင်နယ်အသင်းအနိုင်ရသွားမယ်လို့ကျွန်တော်ကတော့ခန့်မှန်းထားပါတယ်။ကျေးဇူးပြုလိုက်ရအောင်လို့လုပ်ခဲ့ပါဦး။ကျေးဇူးအားပေးသူတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ကျွန်တော်ကတော့စီကေပါ